ဗျာကိုမတီးပြီးမပြောနဲ့ပန်းနာရင်ကြက်တောင်ဟုတ်ပါဘူးအိမ်မှာတက်ဆက်အဆုတ်တောင်မရှိတဲ့လူကခမိုးတီးပြီးအင်တာနက်တင်ထားရတယ်လို့ကြားကြဘူးပေါ့ဗျာအဲ့ဒါလေးကလေအကျွေးရှင်ကိုလက်ရခေါ်သလိုဖြစ်နေတယ်ဆရာသမားကိုမော့ရဲ့ခက်တယ်ဥရောခက်တော့မဟုတ်ဗျာခက်တော့မဟုတ်ဒါမှဥရောလူမအဝတ်တောင်းမှာအကိုဆိုတယ်လို့ပဲကိုကဂုံကိခါကြွားတယ်ကြွားရဲဗျဝါတယ်ဝါရဲဗျဒါပေါ်ဥပမာဗျာခမ ्या ကိုကျွန်တော်ပြောဒါမှအဝတ်စားဝေးပြီးတော့နော်မော်ကြွားပြတယ်လို့အင်းအတွန်းထဲကိုဝင်လာရင်လေအင်းအတွန်းထဲမှာရှိတဲ့ပစ္စည်းနဲ့ကြွားတယ်ကြွားရဲဗျဝါတယ်ဝါရဲဗျခမ ्या သဘောပေါက်တာဒါမှလူကြီးကလေးစားမယ်ရိုသိမယ်ပြီးတော့အမှုအပ်မယ်လေဗျာခမ ्या တော့မဟုတ်ဘူးလားခမ ्या တော့အဲ့ဒါဟုတ်ပါပြီဒါလည်းကို့မှာဝါမရှိပဲနဲ့ဝီဆုံးတော့ပြောမှာဆိုရင်စောစီဆရာတမောက်ခမလက်လို့ပါမဆိုလို့အပြေးအလွှတ်အမှုလာအထာနဲ့တူတယ်ဟုတ်တယ်ပတ်လိုက်လမ်းမှာစင်ပြောင်းမှုစုံဒုက္ခတသိန်းပါရမီလမ်းမှာဓမြမှုစုံဒုက္ခတသိန်းညီညီကုန်းမှာစင်တော့ကြီးမိန်းမပြန်ဝဲဆွဲခံရတဲ့အမှုစုံဒုက္ခ5သိန်းတူနာမှာတထေးကြီးဥကျော်မင်းရဲ့ငွေပြောင်းမှုစုံဒုက္ခ3သိန်း3သိန်းဆိုတော့အားလုံး7သိန်းတစ်ထောင်အဲ့7သိန်းတစ်ထောင်ဓမ္မဥပ္ပယခမဘလို့စီဟာအော်ဝေးငါမင်းတို့ကိုတွေ့မှတွေ့ပါမလားလို့အခုလို့ TV တွေဘာတွေဝယ်ထားနိုင်တော့အောင်ကြီးပွားချမ်းသာတယ်ဆိုတော့ကြီးတော်ရဲ့ပဲလို့တွေးပြီးတော့စက်စစ်မီလို့ထင်တာပါပဲကွယ်ကဲဘလို့လဲကိုရွှေမောသိပြီမဟုတ်လားသိဥပ္ပယသိဆက်ပါမယ်တော့အကြီးလောလောဆယ်တော့ဖြစ်ကြလေတင်းကြီးအောင်လားဘာကွယ်ငါတော့တသိန်းတောင် TV ဝယ်ထားနိုင်ပြီးတော့ငါပဲပြောင်းကဲမှာမတတ်နိုင်ဘူးဆိုတော့လူကြားတော့မှစစ်တော်ရဲ့လားတော့စစ်တီတော့မထွက်ချင်ဘူးနော်သူများနဲ့နဲ့ကြရင်တော့အားကြတော့အများကြီးကြရတယ်နားလေလားငါတော့မဖြစ်ချင်ဘူးငါတော့ဖြစ်သိတယ်ပါလားမနေ့စောစီးမှုကျွန်တော်တောင်းမှလာပါတော့အကြီးအခုမပြေလေပြီလို့ပြေတဲ့ခါကျရင်ကျွန်တော်ဆမ်းပါမဘူးနဲ့ဆက်ဆမ်းပါအဲ့ဒါကဘုလို့ခိတ္တခဏဆိုင်ငံပေးပါလို့ပြောရပါတော့အကြီးနော်ဟုတ်ပါလေကြီးတော့အကြီးသဘောကောင်းတဲ့နေရာမှာလေသူ့ကြိမ်ဖက်ကင်းလောက်တောင်းလုံးပါတယ်လို့တရလုံးကရှီမွန်ထောပနာပြုတ်ထားတဲ့ဘွယ်သူကြီးကိုဆက်လဲပြီးတင်းဟာစီချင်ပါတယ်ခင်ဗျာဟုတ်တယ်ကွယ်ဒါကြောင့်လေအတော်ကမင်းတို့ယူထားတဲ့အကျွေးတွေလက်ခံပြီးနေခဲ့တာပေါ့ဒါပေမဲ့နည်းနည်းပါတော့ဖွက်စိတ်ပြီးစက်တင်ပါတယ်ကွယ်မင်းတို့ဝယ်ထားတဲ့ TV တစ်လုံးဘိုးတော့မရှိပါဘူးကွယ်ဟဲ့ဒါလည်းနေပါဦးမင်းတို့ဝယ်တဲ့ TV ကဘယ်မှာတော့အော်ဟဲ့သိပြီဒီကဏ္ဍသူများတကားကြီးလာကြည့်မှာဆိုလို့အိမ်ထဲမှာပိတ်ထားတယ်နဲ့တူတယ်ဟုတ်သားလကားပြကြည့်တော့အဲ့လိုကျွန်တော်ပြောတာပေါ့အိမ်မှာလေတီဗီပြောနဲ့ကက်ဆက်စုပ်တော့မရှိဘူးအဲ့ဒါလူထင်ကြည့်အောင်လုပ်ထားတယ်မောင်ဝင်းကြီးကတော့ရှိဝင်းနေရတာနဲ့အချိန်တောင်တော်တော်လင့်သွားပြီကဲကျုပ်သွားတော့မယ်ဟုတ်တယ်လေရောက်ကြလက်စားတယ်ဘယ်ဒီကိုငါကြက်ဘူးလို့အကျိုးပေးခဲ့ပါလားတော့အကြီးလာကြည့်သေးတယ်တော့သွားမယ်ဟုတ်ကဲ့ရောကဲဘယ်နဲ့ရှိတာကျေးဇူးပါဗျာဥပ္ပယခမ ्या ကိုကျေးဇူးတင်နေကြတာခမ ्या ဓမ္မ
ခမရအပြောကောင်းကိုဥပြောခမရအပြောကောင်းကိုခမရ ပြောကောင်းတာအသာကနော်အင်းကောင်မိုးဘောခမရဟာကြီးကိုမြန်မြန်နဲ့ထုတ်ချလိုက် ဘောရှိပါလားဟာလာမီတယောက်အမှုဟာအိုးချဲဟယ်လိုအခုစကားပြောနေတာစင်ကာပူပါလားမလေးရှားလားအခုစကားပြောနေတာစင်ကာပူပါလားမလေးရှားလားခင်ဗျာအော်စင်ကာပူကကိုယ်စလဲကြီးကိုဟုတ်ကဲ့ပြောပါခင်ဗျာပြောပါရပြောကူလို့တယ်အဲ့ဒီအမှုကိုလက်ခံလို့မဖြစ်သေးဘူးဗျဟုတ်တယ်ကျွန်တော်လက်ခံလို့မဖြစ်သေးဘူးဘာဖြစ်လို့လဲဆိုတော့အခုလောလောဆယ်လက်ခံထားတဲ့အမှုတွေတင်တာကတော့တော်တော်ကိုအဲ့လောက်ဖြစ်နေပြီခင်ဗျဟုတ်တယ်လက်ခံလို့ကျွန်တော်မဖြစ်သေးဘူးနောက်ပြီးဆရာစံတော်ကလည်းအခုလာရောက်မှခရီးဝေးနိုင်ငံခြားမထွက်ရဘူးလို့ဟောထားလို့ပါဗျာဆရာငွေဒေါ်လာ5သိန်းone net day အကျွန်တော်နောက်လာလို့ဆိုရင်တော့စဉ်းစားပေးထားမယ်လေဟုတ်ကဲ့ခင်ဗျာဟုတ်ကဲ့ဒါဟုတ်ကဲ့ဝေးဦးမောဟိုဒီမှာဧည့်သည်ရောက်နေကြာပြီဗျအာနာစီရပြီကဲဆိုမရှိဆိုဘယ်လိုအမှုလဲကျွန်တော်ဘယ်လိုကူညီပေးရကျွန်တော်မအောင်ရတက်ကြည့်လေဆိုတော့လေအမစင်ကာပူကဖုန်းရစင်ကာပူကတထေးပိုင်တဲ့ husky အဲ့ပျောက်ဆုံးသွားလို့စင်ငွေဒေါ်လာ9သိန်းနဲ့ကြိုပြီးလားကျွန်တော်လည်းမခံပါဘူးကျွန်တော်ရမအောင်လေကျွန်တော်ရမအောင်ဘူးဟဲ့မကြည့်ဗျာဒီမှာအဲ့ကျရင်ငါကြည့်တော့ဗျာအဲ့မှာခင်ဗျာတလားလုံးကိုပြေးလို့ကဲဦးမောအဲ့အသာထားအောင်ဗျာနော်ဟိုဒီဧည့်သည်ကကြာပြီဗျအာနာစီရကြီးနော်ကဲဆိုဗျာဘယ်လိုကိစ္စကျွန်တော်ဘာကူညီပေးရမလဲပြောဟုတ်ကဲ့ခင်ဗျာဟိုကျွန်တော်တယ်လီဖုန်းဆက်တယ်ရုံးတာပါခင်ဗျာတယ်လီဖုန်းပြည့်ကိုတင်ပြီးအတစ်တက်ဆိုပြီးကိုရုံးကလွှတ်လိုက်တာပါအခုခင်ဗျားတို့ဇပွဲပေါ်မှာရှိတဲ့တယ်လီဖုန်းကိုအပြက်ကိုတင်ဖို့ကျွန်တော်ရောက်လာခဲ့တာပါဒီမှာရုံးကလွှဲစာပါပါတယ်ခင်ဗျာလာနော်ဘာတော့သူမိဘများကိုတုတ်ပြန်လို့စဉ်းစားဖြစ်ကံစမ်းမင်းများပေးနေပါလေခင်ဗျာဟဲ့ကံစမ်းမင်းများပေးနေပါခင်ဗျာနောက်ကြရင်စုတွေမပေါက်ရပဲနေလိမ့်မယ်ကဲလာနော်ကံစမ်းမင်းပေးနေပြီနော်သာဒီမသိမယ်သာမကြည့်မသိဘူးသူပြောဤပထမတန်းစားဝတ်သားတုတ်ထိုးအားချက်ဖို့ဝယ်ယူစားသုံးနေများအတွက်အောက်ပါစုမဲများကန်ဆန်းပေးနေပါပြီပထမစုဒီစကိုပလတ်စတစ်ကားဒုတိယစုတလက်မချွန်ဆက် TV တတိယစုသွားကြထိုးတာတပူလာနော်ဟေးမင်းဦးပြောမို့လားဟာမင်းဖိတ်ရတဲ့ညီမို့လားဟာသိဟုတ်တယ်မသိဟုတ်ပေါ့ကွာဟာသူ့ရဲ့ဝင်းနေရမလဲတကယ်ချင်းငယ်ပေါင်းကြီးပေါ်တွေပဲဟောက်ကြီးရဟေးနေဝောင်းကတန်းနဲ့ဦးမော်တောင်အေးအဲ့ဒီစုံတော့ကြီးရောက်ငါဒုက္ခရောက်နေရတလားနေလို့အမှုတစ်ခါမလိုက်ရဘူးငါမှဝတ်သားတို့လို့လည်းဖြီးလို့အလုံးဟူသည်များဂုံရှိပါတယ်ကွာဒါအလုံးပဲလုံနေပေါ့ဟာဒါရဲ့မင်းပြောဖို့ရဆိုရင်ဦးမော်တောင်အလုံးမရှိဘူးပေါ့ဟုတ်လားဟာဟုတ်ကမှာပဲဟုတ်အရာဟုတ်အားကြီးဟုတ်စောက်ကြောင်းနဲ့ဟုတ်ဟာဒါဆိုရင်တော့မင်းတို့တယောက်အတွက်အလုပ်တစ်ခုပါလာတယ်ကွာဟာဟုတ်ဘယ်ကြောင်းဆိုပြောတော့မဟုတ်တကယ်ကြီးอ่ะငါမှအခုချက်ရှင်ပဲဂျာကာစီရမလို့ကိုပိုင်အစီကစီရမလို့ဖြစ်နေပြီဟိုချေအောင်ကွာပြောတော့ဒီလိုကွာတို့ဘေးကဆက်လီတထေးကြီးဥကောတရားကိုမြင်မှတ်မိတယ်မဟုတ်လားဥကောတရားဟုတ်လားဟာသိနေတာပေါ့ကွာမင်းတို့နှစ်ယောက်ကမတူတူအောင်ရှားပြီးတော့ဥကောတရားကအိုက်စာကိုပေးလိုက်ပါလို့ငါ့ကိုခိုင်းတာရော့နိုင်ငံကျော်စုံတောက်ကြီးမော့နိုင်ငံကျော်စုံတောက်ကြီးမော့ထံတို့
လွန်စွာအရေးကြီးသည့်အမှုကိစ္စတစ်ခုအားစူးစမ်းရှာဖွေရန်အတွက်အနံလိုပါသဖြင့်စာရဲမှာပါသည့်လိပ်စာအတိုင်းအိမ်တို့အမြန်ဆုံးနည်းဖြင့်ကျုပ်တထေးကြီးဦးကိုတရားထံသို့လာရောက်စေလိုပါသည်ကဲကုန်ကြသည့်ဈေးစကားများအတွေ့တဲ့အကျိုးရှိစေရပါမည်ဒီမှာကျိုးတင်ကျေးဇူးတင်အားကိုးလျက်တထေးကြီးဦးကိုတရားတွေ့ရမှာကာယကံရှင်နဲ့သူရေးပေးနေစားတဲ့ပိုးတွေကဘာမှမရှိဘူးအေးဗျာဒီမှာနေပြီးရေတော့ဘိုင်းမောင်နေမဲ့အတူတထေးဦးကိုတရားရဲ့အမှုကိုလက်ခံလိုက်ရင်ကောင်းမလားကောင်းသလားမကောင်းလားလုံးမနဲ့ခင်ဗျားရဲ့ကျုပ်ရဲ့အခုပဲတထေးဦးကိုတရားစီကိုတွားမယ်လာဘူသွားလိုက်ခိုင်ကြပါခင်ဗျာလိုက်ကြပါဟောဒါကကြက်ကောင်လူကျော်ဒါကငါးကြီးတစ်ကောင်လုံးกินတာဒါကငခုကျော်ဒါကတော့ငပိနဲ့တူတယ်မလီဘောရဲ့တင်းပြန်ဝိတ်တင်တွန်းနေဒီခင်းနေကိုလိုက်တော့ရှားပြားနဲ့သွားကြမှာအလိုလိုရိုးသိကြနေတဲ့သေယုံတော်မှာမသိဘူးမရပါဘူးညာတော့ပြောကောင်းလုံးကျော်နဲ့ငါးကင်ကိုမြင်ကြည့်ပါတော့ငါနေတိုင်းသားနေကြတိုးပြာနဲ့ငပိပဲထားခဲ့ဟုတ်ကဲ့ဟာဘယ်လိုဖြစ်ရလဲဗျာဒီလိုစားတော့မစားဘူးအနားခံရမရှိသေးတယ်ဗျာဟုတ်ပါတယ်ခင်ဗျာဘယ်နိုင်သွားတယ်ရက်ကျုံနဲ့ငါးကအနက်ခံဖို့တက်တက်ထားတာကျွန်တော်အများနဲ့စားရတာဟောဒီငပိနဲ့တူကြကဲကျွန်တော်ကနားလို့သူစိတ်တော့ပြန်ရှင်းလာတော့ဗျာနားမယ်ရက်ကောင်လုံးอยู่နဲ့ငါးအနက်ဒီလိုကတည်းကအနက်ကနေရှူပြီးအဲ့ဒါလည်းတစ်ခါမောင်းပြီးငပိတော့တယ်ဒါလည်းကျတော့ပြီးပဲตรงนี้อะไรมาสู้อย่างเดียวทำไมนั่นตัวอะไรเจ็บอยู่ในน้ำอยู่ยิ่งห้ามอยู่กันสายอย่างน้ำตาเอาเดี๋ยวมาเลยဒါတို့ကောင်းကြရလားဗျာဟုတ်ပါအတိုင်းနဲ့တော့မဟုတ်ဘာကောင်းတယ်မမင်းနဲ့တခုပဲကျတာသွားကြတဲ့တခုပဲဘယ်နဲ့ကျတာသွားကြနေတာတော့တိုးစရာသွားကြနေတာဦးမော်ရဲ့ဒီပါဗျာဒီပါကျက်ကလည်းသွားကြတဲ့လားကျွန်တော်ရင်ထဲမှာတတဲ့လုံးဖိုးမိလို့လောက်တော့ခံစားရတဲ့ဝေဒနာတွေတက်တာရရအောင်ပူသွားနိုင်ဘူးအခုလိုနိုင်ငံတော်စုံတော်ကြီးတို့တာနဲ့ရေးပြီးခေါ်လိုက်ရတယ်ဟုတ်ကဲ့ကျွန်တော်ကလည်းအင်းမီဥကိုတရားရဲ့ကိစ္စကိုကျွန်တော်ကိစ္စကိုသဘောထားပြီးဘယ်လိုကူညီစုံစမ်းထောက်လာဖော်ထုတ်ပေးရမှာဆိုတာကအများဆုံးအမေးကြီးဟုတ်ပါတယ်ခင်ဗျတထင်းမီရဲ့ကိစ္စကိုကျွန်တော်တို့အသက်နဲ့လဲပြီးတော့ကူညီစမ်းမရသေးအဲ့ဒီဓာတ်ပုံထဲမှာပါတဲ့မိသားစုရဲ့ပုံတရချာရတိနော်ဆုံးတော့ကြီးဟုတ်ပါဗျာအာတာအတွင်းရဲ့မင်္ဂလာမင်္ဂလာနဲ့ချစ်စရာကောင်းတဲ့သမီးငယ်တို့ရဲ့မိသားစုဓာတ်ပုံကိုကြည့်လိုက်တော့မှတော်တော့ကြက်တီမင်္ဂလာအပေါင်းနဲ့ပြည့်စုံပါလေခင်ဗျာတော့ဥပြောကြည်သမ်းပါဗျာဟုတ်ပါဗျာရုံအေးတော့လာပဲဒါပေမဲ့သမီးလေးကမအေးနဲ့ဖေးဝေးဗျာဟုတ်ပါဗျာအဲ့ဒါကြောင့်လေကျွန်တော်ရင်ထဲမှာဒါဖြီးဖြီးနေအောင်ခံစားနေရတော့ပေါ့ဗျာဗျာဒါကြောင့်ဘယ်လိုဖြီးမစီနိုင်အောင်ဖြစ်တယ်ဆိုတာထပ်ပြီးတော့ရှင်းပြပါဦးတခင်းနေဟုတ်ပါရဲ့ခင်ဗျထပ်ရှင်းပြပါဓာတ်ပုံထဲမှာပါတဲ့ဖေးဒီကလေးကကျွန်တော်ရဲ့ပျောက်ဆုံးနေတဲ့မိကလေးပါညာဘယ်လိုပျောက်ဆုံးပါလဲဒါပြင်သူ့အဖေနဲ့အမေဟုတ်ပါတယ်
သူတို့အားလုံးဒီလောကကြီးမှာလုံးဝမရှိကြတော့ ဗျာသူတို့မရဒီကောင်မလေးရဲ့အဖေနဲ့အမေပြောတာနော် ဟုတ်ပါတယ်ဆုံးတော်ကြီးဟောတာကကျွန်တော်တူဦးသီးတော့အမှုသားဘူးကန်သားဟောတာကချွေးမဟောတာကြီးကကျွန်တော်မြည်ပေါ့ ဟုတ်ကဲ့ခုလိုပြရတော့တကယ်ကိုစိတ်မကောင်းပါဘူးဗျာ ဟုတ်ပါလားတမလုံးဘဝကိုရောက်သွားကြတဲ့သားနဲ့ချွေးမအတွက်ကကျွန်တော်တရားနဲ့ခြေနိုင်ရင်းနဲ့ပျောက်ဆုံးနေတယ်ဆိုတဲ့ကျွန်တော်မြည်ကလေးအတွက်တော့ကျွန်တော်အနေနဲ့ဘယ်လိုမှဖြည့်ဆည်းလို့မရအောင်ဆိုင်နေပါတယ်ခင်ဗျာသိနေပါတယ် ပျောက်တော့သူရှာရင်တွေ့နေတော့သူကြာရင်မေးဆိုစကားလဲရှိတာပဲတတိမင်းဟုတ်ပါဗျာရှာရင်တွေ့ရမှာမို့အမှရှော့စမ်း ဟုတ်ပါတယ်ဗျာဘယ်တော့မှအားမလျှော့ပါဒါကြောင့်လည်းအတ္တအရာရာယုံကြည်သိချရတဲ့နိုင်ငံတော်သုံးတော်ကြီးတွေအထူးမှကြားလိုက်ရတာဟုတ် ဟုတ်ကဲ့ဒီကလေးမလေးပျောက်ဆုံးတဲ့အမှုအခုချိန်ကလေးစတင်ပြီးတော့လက်ခံလိုက်ပါတတိမင်းဒီအမှုမှကိုရှာဖို့တဲလို့ကရဖို့အတွက်အမှုမှကိုလူရည်ရှင်ပြပြရတယ် ပြောပါမယ်ဆုံးတော်ကြီးတွေကျွန်တော်သားကနေတတ်တနေရပင်လေကန်းတီတစ်ခုမှာဒီတော့ဦးကြီးအရာကြီးဖြစ်နေအမှုထမ်းဆောင်ရတယ်တနေ့တော့ဗျာတောင်းရင်းတွေကလာပြီးသူ့တားရှိတဲ့ပစ္စည်းတွေယူအိမ်တော်မရှိသားနဲ့ကျင်းမကိုတပ်ပြီးကြုံကြီးကလေးကိုသူတို့ခေါ်သွားကြတယ်ဗျာနောက်တော့အဲ့ဒီလူမျိုးတွေလက်ထက်ကကြုံကြီးလေးဖက်ပြစ်လို့မြတ်သွားတယ်ရတာ အခုလိုကြာဆယ်မကောင်းဘူးကြီးမင်း ခုတော့ကိုကျုံကြီးလေးအပြိုးရတော့ရှိပြီပေါ့ဗျာဘုရားမေကခေနာပဲဗျာသူ့လာတဲ့လက်ထမှာခင်းဆိုတဲ့တလုံးကိုဒီကဘာအမှတ်သားစီနင်းလေးထိုးထားတယ်ဒီလောက်ကျဲလို့ကရမှာတော့စုံတော်ကြီးမို့လို့ပြည့်စုံနေတာပြီ ဒါမှမဟုတ်နဲ့သက်တရားကိုသတင်းပို့ထားပြီးပါတစ်ဖက်တလားကလည်းပဲဆုံးတော်ကြီးတို့ရဲ့အပူကြီးကိုကျွန်တော်လူကျင်တာပေါ့ခင်ဗျာ သိချာဒီအမှုကိုစတင်လက်ခံလိုက်ပြီဆိုရဲတမန်ရာခိုင်နှုန်းကြီးပြန်တွေ့စီရတယ်ဒါပေမဲ့အမှုတစ်ခုကိုလက်ခံလိုက်ပြီဆိုရဲကလုပ်ငန်းသဘောအရာအမှုလက်ခံနှုံတာလေးနည်းနည်းပါပါတော့ပြောချင်တယ် ဒါနဲ့တန်းလို့ပြောနေရသေးလားသူဟုတ်ရှိလို့ရေဘယ်လိုလုပ်ဒီလဲတော့ဘာမှအားမနာနဲ့အခုဟာကကျွန်တော်ရဲ့အမှုသားအမှုကအသက်ကမြတ်ချစ်ရတဲ့မိန်းကလေးကို ကျွန်တော်တက်တော့တယ်လည်းလုံးဝမကိစ္စဆိုတော့ကျွန်တော်နေရာပဲတတိမင်းကအလုပ်ဒီမှထားတယ် ပိန်းနာ ညာ ပိန်းနာ သိလားပိန်းနာတော့ဆိုရင်ကျင်းရပြီလားဆုံးတော့ 不表演，有就完了，怎么说这上去？男人拿包吧，人家说这上，是吧？啊！别乱在这咱们这里看看没得。 ဒါအများအသားအနာခံပြီးမေးနေကြပြီလားဆုံးတော့ကြီးပဲကျုပ်တို့အဲ့ဒီမြောက်များစွာပိုင်နဲ့အထေးကြီးဥက္ကောအရာခုသိန်း9000ဟာခလေးကစားစရာဘူးတော့မရှိ 用嘛呀，用嘛，这天没人，你的要送过来，不要来干净的。你这都没有的，俺们中多谁人没办呀？行。 ဒီပြဘာမှမဟုတ်ပါနဲ့ဒီလိုအားလုံးသိကြတာ ဒါဖြင့်ကျွန်တော်တို့နှစ်ယောက်ကဘာနဲ့သွားမှာလဲခင်ဗျာ တဲ့နေနေဒီ
ဦးပြော 老表，啊， ကျွန်တော်ဘယ်ရောက်နေရလဲဗျဦးပြော 别来鱼，别来鱼， ပြင်ဘက်တနေရတော့ရောက်နေတာသိကြတယ်ဦးပြောရဲ့ 我们说台湾这种神庙啊， ခင်ဗျာလေဗျာ 还能抓龙没哩？ နေစားပါဗျာခင်ဗျာလေ 就叫这的，叫 ဦး 这 ပြော。ကျွန်တော်သိခါကြတယ်ဗျာခင်ဗျာမကြုံစားပါနဲ့ခင်ဗျာတော့နိုင်ငံကျော်ရေကူးချန်ပီယံကြီးတယောက်လုံးပါနေတာနဲ့မကြုံစားပါနဲ့ 叫这，叫这，还我妈呢？啊，我妈呢？我妈该来没？我妈该来没？ ဦးပြောမကြုံစားပါနဲ့ဗျာကျုပ်တယောက်လုံးပါပါတယ်လို့ဆိုနေပါခင်ဗျာလည်းပဲ 他说他们好些人都不在没？ 啊မရောက်မရောက်ကျုပ်ရေမကူတယ်ဘူးကျုပ်ရေမကူတယ်ဘူး 他边说， ချပီယံရေမကူတယ်ဘူးရ 你们姑娘在身边啊？ ဟာဦးပြောဟမ်ဟိုမှာလက်ကြုံကြုံ 你们呢？ 呀干光屁路呀你喜欢这种呀干光屁路呀你们呢？喏，我也是那样的一个。是吧吴彪哎呀杨洋洋看呀阿爸你不要接那阿婆你不要看呗哎吴彪原来呀，银行外边看呀也嘛那也什么一般人没有不上我，娘娘我不用你来看这些人娘的路，小的娘的力量，也什么သွားရကြပြီဗျို့ဦးမော်ရဲ့ဒီဆက်ပြီးဘလို့ဒုက္ခတွေတွေ့အောင်လည်းမသိဘူး ဟုတ်ပါဗျာဟုတ်ပါအမလေးလေးမောလိုက်တာဟောဟဲ့ဟော ကလော ဟောဟဲ့ တောင်းကြီး ဟောဒီပါရဝင်နေတဲ့လူကဘာလို့မွန်းနေတာတော့ဒီမှာတွန်းတဲ့လူကဘာမှမဖြစ်ဘူး ဟုတ်ပြီသားပဲဗျာဟုတ်ပြီသားပဲ ဦးမ ဦးပြော ဒီကျုံးမှာလူသူမရှိပါလိမ့်စားကြောက်လို့ ဟာ ဦးပြငါချီဟမ်ဟိုက်ချာဟာချာ ခမရောကြည့်ခိုင်းတာမဟုတ်ဘူးဗျဒီမှာချီရ ဟုတ်တယ်ဗျာ ဟုတ်တယ်ဗျာလုံးမနေနဲ့ဒီမှာဦးပြောမညာဒီချီရတွေ့ရတော့ဒီကောမှာလူလေးပါရှိအောင်ဗျာဟဲ့ဟာကြောက်တယ်ကြောက်ဟာကြောက်တော့ဒီမှာဦးပြောခရရတဲ့ကျွန်တော်နေအဲ့ဒီချီရတိုင်းကြောက်လိုက်ဟုတ်လားဟုတ်ကဲ့
များကြီးပါလားဗျို့အများကြီးပါလားဟမ်ဒါကျုပ်တို့ကဲတင်မို့လိုက်ရှာနေတဲ့ကဲစရေးအဖွဲရနဲ့တူတယ်ဗျာတော့ဟုတ်ပြီဟုတ်ပြီကျေးဇူးတင်နေရကျေးဇူးတင်နေကဲကျုပ်တို့စာအုပ်ဘာလို့ထားရလဲအေးမင်းတို့စာဖို့တော့ဘာမှမရှိမင်းတို့ကိုတပ်ဖို့ဟောဒီမှာဒါဟာရရရဟဲ့ဆက်ဆက်ရရဒါကိုလူအခုလူတော်တို့မြဆက်ဆောင်နဲ့ရာမလို့နဲ့မရဘူးတော့ကြည့်လို့ပဲတို့ကလူကောင်းနေမဟုတ်ဘူးအောင်ပင်လေတပြခိုင်းဆိုတာပြောပဲဟဲ့အော်ငါတို့တက်တယ်ပေါ့ဟုတ်အလုပ်ကောင်းအောင်ခိုင်းတာဟုတ်ဘာပဲတရားကိုဆိုင်တော့ဟုတ်တို့ကိစ္စဝိဇ္ဇာပြီးပြန်ခဲ့ပြီသိချပါစေဟုတ်လားဟေးဟေးဟာလေဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ဟာတယ်ရောဟေးရောဒီစက်လေးပေါ်ကမိုက်တဲ့သူကိုပြောင်းရှင်းတာဟုတ်ကဲ့ခင်ဗျာကြားပါလေကြားပါလေကြားပါလေကြားပါဦးမဦးပြောခင်ဗျားရဲ့ပုံမတုံးနဲ့ကြာလို့ဟောတာဖြစ်ပြီဗျတိုးတော့ပြောသားမှာမတင်ငါဘူးဆိုတော့တက်ပလိုက်နေပါဦးမဗျာဓမ္မငါပတ်တိကျွန်တော်အရေးကြီးတာကဒီနှစ်ကောင်ရှားရတော့လွန်ကြည့်ရမယ်လို့ဖို့စဉ်းစားလွန်အောင်ကြိုးစားမယ်တနန်းနဲ့လက်ကိန်းထားတဲ့ကိုစီနှစ်ယောက်ကြားကျုပ်တို့ကဘယ်လိုလုပ်ထွက်ပြေးလို့ရမှာတော့တစ်တန်တိုင်းခမရလေပြောရသိချင်တာပါပဲဗျာခမရလေကျုပ်နဲ့ဒီလောက်ပေါင်းလာတာကြာနေပြီခမရအခုတည်းဒီခမရညံလုံးမဲ့ဦးပြောရခမရဓမ္မကျုပ်ညာဒီလိုဗျခမရကဲမဟုတ်တာတွေပြောစမ်းပါပြောရတော့โอ้တင်ကြပြောတော့ပါဗျာဩဒါလားရေတူပါရောရေတူပါရေတူပါရေတူပါရောရေတူပါရေတူပါရေတူပါဆက်ဆက်ဘာလို့ပြန်ခေါ်လာဟဲ့ဒီဘောတော့ဆက်လို့ထွက်ပြေးလို့ဆရာကြီးခေါ်လာပါဆရာကြီး
妈！哎呀，没弄的就俺团结了六百天了，哎，哼，你就把本来嘛，俺妈那边老过的是，没弄的了，对了，俺到爹家那搞的，哎，那搞的了，俺妈咋觉得？好，呀，俺们那边也，那边也，六百的搞的，你们这把牙给嘛的。这到底这种屁事也冇事嘅，等我哋試下嘢。唔表你啊，這兩種嘛，咁樣，那你講話噶啦。啊，表嘢嘛，啊，好咗嘅，唔到，你那你講啦，好啦，誒，做個馬仔轉嚟，好，轉嚟股。啊，試下嘢，我都話你試下嘢，這種冇得用講唔得啦，咁啊，這種咧調查吧俾你啊，這種咧調查吧俾。誒，講我表咯唔係嘢咯，個馬仔轉嚟咪哪嚟啦？識得話仔嘢，識得，咁我表咯，我表，咪真係嗱我表識得。仔，ဒီကောင်လေးစိတ်ချပါလို့ပြောဖို့များပြီဆရာကြီး။ကျွန်တော်တော့ဒီကောင်လေးကိုဒီလိုမထားချင်တော့ဘူး။အေးတို့ချေတယ်လို့ထုတ်ထားလိုက်။ဟမ်